ကာလကြီးမှာပေါ့နော်ဒီစစ်ကောင်စီရဲ့ရုံမာမှုတွေကြောင့်ပြည်တွင်းမှာနေတဲ့ပြည်သူတွေအနေနဲ့လည်းစီးပွားရေးကြက်တဲတာတွေရှိရဲပြီးတော့လို့ရှိရင်ပြည်ပမှာနေတဲ့ထောက်ပို့ရေးအနေနဲ့ကကြတော့လေဒီ ONKO မြေပြင်အဖွဲ့ကတစ်ဖွဲ့တည်းမဟုတ်ဘူးပေါ့နော်ဒီမြေပြင်အဖွဲ့ပေါင်း300ကျော်ကိုသူတို့မျှတပြီးတော့ထောက်ပို့နေရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီပါဆက်နဲနေသေးအောင်လို့ ONKO စိတ်သက်တော့မကြပါဘူးပေါ့နော်တို့တူချီတဲ့ SCF အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Spring Craft Fan SCF Podcast ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ SCF ကကိုထိန်လေးဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဒီ podcast ဒီမှာပြည်ပြင်ကရဲဘော်တွေအတန်တွေကိုပြည်သူတွေတိုက်ရိုက်နားထောင်နိုင်ဖို့အတွက်နောက်တစ်ခုကဒါရဲဘော်တွေနဲ့ပြည်သူတွေကြားထဲမှာချိတ်ဆက်မှုတွေပုံမှန်အားကောင်းလာဖို့အတွက်ကျွန်တော်တို့လုပ်ခဲ့တာဒီ podcast လေးများစွာလည်းရှိခဲ့ပြီပေါ့နော်အဲ့လိုပဲဒီနေ့မှာလည်းဒါပြည်ပြင်ကနေပြီးတော့တရင်တစ်ဖွဲ့တွေကိုတိုင်းဒါ SCF မှာ campaign တစ်ခုလုပ်နေရရှိပါတယ်အဲ့ဒါကတော့တာယာဝတီလက်ရုံးဆိုတဲ့ campaign ပေါ့နော်ဒီနေ့မှာတော့ဒီ campaignအကြောင်းကိုရောဒါမြေပြင်ကရဲဘော်တွေအကြောင်းကိုရောအသေးချာလေးသိရှိနိုင်မှာဖြစ်တဲ့အတွက်ကြောင့်ဒီ podcast လေးကိုဒါအစအနေအဆုံးထိဖြစ်နိုင်မယ်ဆိုရင်နားထောင်ပေးကြဖို့အတွက်ပြည်သူများကိုကနဦးအနေနဲ့မေတ္တာရက်ခံခြင်းနဲ့ပေါ့နော်အဲ့ဒီတော့ဒီနေ့မှာဒါအကြည့်ရလေးတွေကိုသေချာလေးရှင်းပြပေးနိုင်ဖို့အတွက်မြေပြင်ကဒါအမျိုးသမီးရဲဘော်ကျွန်တော်တို့ရဲ့ဒါညီမလေးတယောက်ပေါ့နော်သူလည်းရောက်ရှိနေဖြစ်ပါတယ်အဲ့ဒီတော့ညီမလေးဒါမိဘပြည်သူတွေကိုပထမဆုံးအနေနဲ့မိတ်ဆက်ပေးပါခင်ဗျာဟုတ်ကဲ့ဒီ SCF ပုံမှန်ကြတဲ့မိဘပြည်သူအားလုံးကရှင်းအောင်ကတော့ဒါရီခိုင်တိုင်းရင်သုံးမှာတာဝန်ထမ်းဆောင်နေတဲ့ရဲမေအောင်ကြီးလေးဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါတွေ့ရတာဝမ်းသာပါတယ်ညီမလေးဟုတ်အဲ့ဒါဆိုရင်ဒါညီမလေးတို့အနေနဲ့ပေါ့နော်ဒါပထမဆုံးအနေနဲ့ညီမလေးတို့ရဲ့ဒါတာယာဝတီခရိုင်တရင်သုံးအကြောင်းကိုဒါပြည်သူတွေအတွက်ဒါညီမလေးပြောပြလို့ရသလားပေါ့နော်အရင်ဆုံးအနေနဲ့ရှင်းပြပေးပါခင်ဗျာဟုတ်ကဲ့ကိုညီမတို့တာရီခိုင်တရင်သုံးကတော့ဒီပဲခူးတိုင်းအနောက်ချမ်းပေါ့နော်တာရီခိုင်မှာဒီမြို့နယ်ရှိမြို့နယ်ရှိရပေါ့နော်အဲ့ဒီမြို့နယ်ရှိမြို့နယ်မှာအခြေစိုက်ထားပြီးတော့စစ်စင်ရေးတွေဆောင်ရွက်နေတဲ့တရင်ပဲဖြစ်ပါတယ်ကိုညီမတို့ဒီတာရီခိုင်တရင်သုံးမဖြစ်ခင်ကပေါ့နော်ဒါညီမတို့ဒီစကိုင်းမှာလည်းရှိဖို့ခရိုင်အမှတ်26တရင်အနေနဲ့တာဝန်ထမ်းဆောင်ခဲ့ပြီးတော့ဒီညီမတို့2023ဇွန်လလောက်မှာပေါ့နော်2023ဇွန်လလောက်မှာဒီတော်လိုင်းစကိုင်းကကြတော့တော်လိုင်းမှာစိုးမှုနေနေတဲ့တော်တော်များများရပြီပြီးသွားလို့ရှိရင်အဖွဲ့တွေလည်းအများကြီးရှိတာဖြစ်တဲ့အတွက်အဲ့လိုမျိုးဒီတော်လန်ရေးမှာတော်တော်အရှင်ဟုန်ကောင်းနေခဲ့တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ okay တို့ဒီတော်လန်ရေးအတွက်ပို့ပြီးတော့လိုအပ်တဲ့နေရာကိုပြောင်းဖို့အတွက် okay တို့ဒီရွှေဘုံမှာလည်းဒီ okay တို့ရဲ့ဒီညီကိုရင်းလို့ပြောရမယ်ရွှေဘုံခရိုင်မ26တိုင်ရင်ရှိပါတယ်ပေါ့နော်အခု okay တို့ဒီ2023ဇွန်လမှာဒီတာရီခိုင်တိုင်ရင်3အနေနဲ့ okay တို့ဒီတိုင်ရင်လိုက်ပေါ့နော်တိုင်ရင်လိုက်ကြီးကိုဒီစကားရနေတာရီခရိုင်တွေကိုရွှေ့လာခဲ့ရဖြစ်ပါတယ်ကိုဟုတ်ကဲ့ပါအဲ့ဒါဆိုရင်ဒါညီမလေးတို့တာယာဝတီခရိုင်တရင်သုံးအနေနဲ့ပေါ့နော်အခု SCF platform မှာပြုလုပ်နေတဲ့ campaign ဖြစ်တဲ့ဒါတာယာဝတီလက်ရုံးဆိုတဲ့ campaign အကြောင်းတွေပေါ့ဒါမိဘပြည်သူများကိုညီမလေးတို့ campaign ရဲ့ရည်ရွယ်ချက်ပြီးတော့ရရှိလာတဲ့အခါမှာဘယ်လိုမျိုးမြေပြင်မှာအကျိုးရှိအသုံးပြုနိုင်မလဲဆိုတာလေးလည်းဒါပြောပြပေးပါဦးခင်ဗျာဒီ Ontario ပေါ့နော်ဒီရဲဘော်ကဒီ helmet နဲ့ vest ဆိုတာကဒုတိယအသက်လို့ပြောလို့ရပါတယ်ကိုဘာဖြစ်လို့လဲဆိုတော့ဒီ Ontario ရဲ့ဒီကျန်တဲ့နေရာတွေမှာထိခိုက်ဒဏ်ရာရရင်ကအသက်အသေးဆုံးနိုင်ခြင်းနဲပါပင်မဲ့ဒီခေါင်းတို့ဒီနှလုံးတို့ပေါ့နော်ဒီရင်ဘတ်တို့ဒီကြောရိုးတို့မှာထိခိုက်ဒဏ်ရာရတဲ့အခါမှာရဲဘော်တွေအသက်အသေးဆုံးနိုင်ခြင်းမြင့်မားပါတယ်အဲဒါကြောင့်မလို့ helmet နဲ့ vest ကို Ontario ရဲဘော်တွေရဲ့ဒုတိယအသက်ဆိုပြီးတင်စားကြပါတယ်အရှိမလဲ Ontario ဒီ helmet နဲ့ vest မလုံလောက်တာကြောင့်မလို့လူစိတ်မပေးနိုင်တာကြောင့်မလို့ဒီအသက်ဆုံးရှုံးရတဲ့ဒီမဆုံးရှုံးတဲ့မဲနဲ့ဆုံးရှုံးရတဲ့ရဲဘော်တွေလည်းရှိခဲ့ပါတယ်အဲဒါကြောင့်မလို့ဒီ Ontario ဒီ helmet နဲ့ vest ဘောနော် helmet နဲ့ vest ကြောင့်ပြရ campaign အနေနဲ့တာရီလက်ရုံးဆိုတဲ့ campaign ကိုပြုလုပ်ရခြင်းဖြစ်ပါတယ်အခုဒီ campaign ကနေရရှိရဲ့ဒီပြည်သူတွေရဲ့ထောက်ပို့ငွေတွေအကုန်လုံးကိုရဲဘော်တွေအတွက် helmet တွေ vest တွေပြီးသွားလို့ရှိရင်ရှေ့ရန်အတွက်ကကွယ်ရေးသုံးစရိတ်တွေပေါ့နော်အဲ့လိုသုံးပြုမှာဖြစ်ပါတယ်အခုဒါညီမလေးတို့ရဲ့တာယာဝတီခရိုင်ဒါတရင်သုံးကနေပြီးပြုလုပ်နေတဲ့တာယာဝတီလက်ရုံးဆိုတဲ့ campaign ကိုပါဝင်ခြင်းနဲ့မိဘပြည်သူတွေအနေနဲ့ဒါဘယ်လိုမျိုးပါဝင်လို့ရမလဲဆိုတာလေးလည်းညီမလေးအနေနဲ့ပြောပြပေးပါဟုတ်တိုင်ရင်သုံးကနေပြီးတော့ပြုလုပ်တဲ့တာရီလက်ရုံးဆိုတဲ့ campaign ကိုမိဘပြည်သူတွေအနေနဲ့ပေါ့နော်ဒီ Ontario ဒီpage မှာ Ontario ရဲ့တိုင်ရင် page မှာဖြစ်စေဒီ SCF platform မှာဖြစ်စေဒီSpring Cloud Fan လို့ခေါ်ရဲ့ SCF platform ကနေလည်းပါဝင်နိုင်ပါတယ်ဒီ page မှာ Ontario ဒီ page မှာဆက်သွယ်ရင်တော့ဒီပြည်သူတွေအနေနဲ့ကသူတို့ဒီ account တွေမသုံးမြင်တာမျိုးပေါ့နော်သူတို့ဒီ personal account ပဲရှိမယ် fake account တွေမရှိဘူး online လုပ်နေတဲ့ account တွေမရှိဘူးတိုးဝဲလုပ်ရှင်တဲ့တိုးဝဲထောက်ပို့ခြင်းတဲ့ပြည်သူတွေအနေနဲ့ကကြတော့ SCF ကကြတော့ 100% လုံခြုံတဲ့ထောက်ပို့ platform တစ်ခုဖြစ်ပါတယ်ဆိုတော့ SCF မှာထောက်ပို့တာပို့ပြီးတော့
လုံခြုံရေးအဆင်ပြေမယ်လို့ okay ကို comment ပေးပါတယ်ရှင်ဟုတ် ဟုတ်ကဲ့ပါဟုတ်အဲ့ဒါဆိုရင်လေဒါညီမလေးတို့အနေနဲ့ပေါ့နော်အခုဒါလက်ရှိရောဘယ်လောက်ထိရရှိထားပြီလဲခင်ဗျဟုတ် okay ကိုဒီ target ကဒီ300တတ်မှတ်ထားရပါတော့ SCF target 300မှာ okay ကိုဒီ19ရာခိုင်နှုန်းရရှိပါပြီရှင်ဟုတ်အဲ့တော့ပေါ့နော်ဒါအခုဒါညီမလေးတို့ရဲ့တာရဝရီလက်ယုံ campaign က19ရာခိုင်နှုန်းဆိုတော့ပြောရရင်တော့ဒါနည်းနေသေးတယ်ပေါ့နော်ဒါပေမဲ့နည်းနေသေးပေမဲ့ဒီလောက်ထိဒါပါဝင်ထားကြတဲ့ပြည်သူတွေကိုရောပြီးတော့နောက်ထပ်ဒါထပ်မံပြီးတော့ဒါပါဝင်ပေးကြအောင်ပြည်သူတွေကိုပေါ့နော်ညီမလေးတို့ဒါမြေပြင်ကရဲဘော်တွေအနေနဲ့ပြောချင်တဲ့စကားလေးများရှိမလားခင်ဗျဟုတ်ကာလကြီးမှာပေါ့နော်ဒီစစ်ကောင်စီရဲ့ဒီရုံမာမှုတွေကြောင့်ပြည်တွင်းမှာနေတဲ့ပြည်သူတွေအနေနဲ့လည်းဒီစီးပွားရေးကြက်တဲတာရှိရဲပြီးတော့လို့ရှိရင်ပြပမှာနေတဲ့ထောက်ပို့ရေးအနေနဲ့ကကြတော့လေဒီ okay ကိုမြေပြင်အဖွဲ့တစ်ဖွဲ့တည်းမဟုတ်ဘူးပေါ့နော်ဒီမြေပြင်အဖွဲ့ပေါင်း300ကျော်ကိုသူတို့မျှတပြီးတော့ထောက်ပို့နေရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ percent နဲ့နေသေးရအောင်လို့ okay ကိုစိတ်သက်တော့မကြပါဘူးပေါ့နော်ဘာလို့လဲဆိုတော့ဒီ percent အထိရောက်လာတာကို350ကျော်ဆိုတော့တန်ဖိုးတစ်ခုရောက်လာတာကိုကပြည်သူတွေရဲ့စုပေါင်းအားပေါ့နော်အဲ့ဒီဟာကိုokay ကိုရဲဘော်အနေနဲ့ appreciation လုပ်ပါတယ်ရှင်နောက်တစ်ခုကကြတော့ဒီဘယ်လိုမျိုးကြက်တဲနေတဲ့ကာလာကြီးမှာokay ကိုဒေါ်လာရေးကိုokay ကိုရဲဘော်တွေကိုမမေ့ဘဲနဲ့ထောက်ပို့ပေးကြတဲ့ထောက်ပို့ပေးပြီးရဲ့ပြည်သူတွေအကုန်လုံးကိုရောပြီးသွားလို့ရှိရင်ထောက်ပို့ပေးဖို့ရှိရဲ့ဒီထောက်ပို့ပြည်သူတွေအကုန်လုံးကိုရောokay ကိုလေးလေးနက်နက်ကျေးဇူးတင်ရှိပါတယ်okay ကိုဒီokay တို့ရဲ့တော်လိုင်းရေးရဲ့ကြောရိုးကလည်းထောက်ပို့တွေပဲဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ okay တို့လေးလေးနက်နက်ကိုကျေးဇူးတင်စကားပြောချင်ပါတယ်ရှင်ဟုတ်ကဲ့ပါဟုတ်အဲ့ဒါဆိုရင်ဒါညီမလေးတို့အနေနဲ့ဒီ campaign အကြောင်းကိုဒီနေ့ဒါတေချာလေးမိဘပြည်သူတွေကိုပေါ့နော်ဒါပြောပြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အဲ့ဒါမှလည်းဒါမိဘပြည်သူတွေနဲ့ကိုပါဝင်ရမယ့် campaign ကဒါဘာကြောင့်ပြီးရင်ဘယ်ကိုစီးသင်းမယ်ဆိုတာဒီလိုမျိုးလေးရှင်းရှင်းလင်းလင်းသိသွားတဲ့ခါကျတော့သူတို့ပါဝင်ရတဲ့အနှစ်သာရကပို့ပြီးတော့အဓိပ္ပာယ်ရှိတယ်ပေါ့နော်အဲ့ဒါကြောင့်ဒီနေ့လာပြီးတော့ရှင်းပြပေးတဲ့ညီမလေးကိုလည်းကျေးဇူးတင်တယ်ပြီးတော့တခုစိတ်ဝင်စားတာကခုနကဒါညီမလေးပြောသွားတယ်ပေါ့နော်ဒီ SCF မှာကျတော့ဒီမျိုးကိုယ်တိုင်ဓာတ်ရိုက်ပါဝင်နိုင်နေဆိုတော့ဒါအကိုတို့ SCF ကလည်းတခုလောက်ထားတာက certificate ဘိုင်းဆိုရင်သိတာတယ်ပေါ့နော်အခု certificate ဆိုရင်ဒါကမြေပြင်ရဲဘော်တွေဆိုရင်အကိုတို့ဒါမြေပြင်ရဲဘော်တွေနဲ့ပြောတဲ့အခါမှာတီးရလောက်ဆိုရင်အဓိကအခက်အခဲက internet ပေါ့နော် internet ဆိုရင်ဒါ certificate ထုတ်ပေးတာပို့ပေးတာပြီးရင်အပြန်လဲဒါစာပို့တာ reply ပြန်လာရစတခါလီမှာအရန်အခက်အခဲဖြစ်ရတယ်နောက်တစ်ခုကဒါမြေပြင်လုံခြုံရေးအပိုင်းတွေပေါ့နော်အဲ့တော့ဒီလိုမျိုးအပိုင်းတွေအဆင်ပြေအောင်ဆိုပြီးတော့အကိုတို့ platform ကဒါနည်းပညာပိုင်းတွေမှာပြုလုပ်ပေးထားတာဆိုတော့ဒီလိုမျိုးပြုလုပ်ပေးတဲ့အပေါ်မှာမူတည်ပြီးတော့ပေါ့နော်မြန်မာလေးတို့မြေပြင်ကရဲဘော်တွေအတွက်ဒါဒီလိုမျိုးတွေဒါရမုံရှောက်ပေးတဲ့အခါမှာအထောက်အကူဖြစ်ရလားဖြစ်တယ်ဆိုရင်ဘယ်အပိုင်းလေးတွေကိုရောဒါညီမလေးတို့ရဲဘော်အနေနဲ့သဘောကျလဲပေါ့နော်အဲ့ဒါလေးလည်းဒါကိုတို့ပြန်နေပြီးတော့မျှော်ပေးပါဟုတ်ကိုokay တို့ရဲ့ပထမအချက်ကကြတော့မြေပြင်ရဲဘော်တွေဖြစ်တဲ့အတွက် okay တို့မှာ bank account အခက်အခဲရှိတဲ့အပိုင်းလေးရှိတယ်ကိုဒီ KPO wave တို့ကကြတော့ပြည်တွင်းမှာရှာလို့လွယ်ကူရပေါ့နော်ဒါပေမဲ့ဒီနိုင်ငံခြား currency တွေနဲ့ပြည်ပရောက်ထောက်ပို့ခြင်းတဲ့အခါမှာ okay တို့နိုင်ငံခြား account တွေကနိုင်ငံတိုင်းမှာရှိမနေဘူးပေါ့နိုင်ငံတိုင်းရဲ့ account တွေကို okay တို့လက်လန်းမမီနိုင်ဘူးပေါ့နော်အဲ့လိုမျိုးနေထားမျိုးမှာ SCF ကဒီနိုင်ငံဒီ currency ပေါင်း10မျိုးနဲ့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ okay တို့ရဲဘော်တွေအတွက်လည်းအဆင်ပြေတယ်နောက်တစ်ခုကကြတော့ဒီ okay တို့ပြောရဲ certificate ထုတ်ရတဲ့အပိုင်းပေါ့နော်ဒီ certificate ထုတ်ရတဲ့အပိုင်းမှာလည်း okay တို့ဘယ်လိုတောင်ဖြစ်လဲဆိုလို့ရှိရင် okay တို့ line ခက်ခဲကြောင်းမလို့ထောက်ပို့တွေကစာပို့တာတရက် okay တို့စာပြန်တာတရက်အဲ့ဒါမှမနာမည်ပြန်ပေးတာတရက်certificate ထုတ်တာတရက်ဆိုတော့ total အဲ့ဒီထောက်ပို့စပြီးတော့ high ကလေးကနေစပြီးတော့ certificate ပြန်ပို့ရတဲ့အထိဆို okay တို့ process ကမကြောက်ဘူးဆိုလို့ရှိရင်4ရက်5ရက်ပေါ့နော်အဲ့လိုမျိုးကြာတတ်တယ်ကျွန်တော်ကိုအဲ့တော့ SCF platform မှာဓာတ်ရိုက်သွားလို့တဲ့အခါမှာကျတော့ okay တို့လည်းဒီ internet line ခက်ခဲကြောင်း certificate ထုတ်စာပြန်နောက်ကျတာတွေ certificate နောက်ကျရဲ့အပိုင်းတွေပေါ့နော်အဲ့လိုမျိုးတွေလည်းမဖြစ်တော့ဘူးနောက်တစ်ခုကကြတော့ဒီပြည်သူတွေအနေနဲ့လည်းဒီထောက်ပို့ပြည်သူတွေအနေနဲ့လည်းသူတို့လုံခြုံရေးလည်းစိတ်ပူစရာမလိုဘူးပေါ့နော်ပြီးသွားလို့ရှိရင်နောက်တစ်ခုကတန်ရင်တွေရဲ့ campaign တွေကိုလည်းတစုတစည်းရဲ့မြင်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်တက်ရင်ပေါ့နော်ဘယ် campaign ကိုထောက်ပို့ချင်တာလဲဆိုတာကိုပြည်သူတွေအနေနဲ့ရွေးချယ်ကြရလည်းအများကြီးရှိတယ်နောက်တစ်ခုကကြတော့ဒီ target ဘယ်လောက်ရပြီလဲဆိုတဲ့ဟာမျိုးကိုလည်းပြည်သူတွေအနေနဲ့ရောဒီရဲဘော်တွေအနေနဲ့ရောပွင့်လင်းမြင်သာကြည့်လို့ရတာမျိုးတွေကလည်းတော်တော်အဆင်ပြေပါတယ်ရှင့်အကိုဟုတ်ကဲ့ပါညီမလေးဟုတ်အဲ့ဒါဆိုရင်တော့ဒါအကိုတို့ SCF တည်ထောင်ထားတဲ့ဒါ SCF platform တိစောက်ထားတဲ့ရည်ရွယ်ချက်ကိုဒါညီမလေးတို့စီမှာအပြေးအဝခံစားရတယ်လို့သိရတဲ့အတွက်ကြောင့်အကိုတို့လည်း
ခွန်အားအများကြီးဖြစ်ရတယ်ပေါ့နော်နောက်ထပ်လည်းဒါညီမလေးတို့လိုရဲဘော်တွေအတွက်ရောနောက်တစ်ခုကပြည်သူတွေအတွက်ရောပို့ပြီးတော့အဆင်ပြေအောင်လည်းအကိုတို့ဒါအဖွဲ့သားတွေအားလုံးကရောပြီးတော့ဝင်းရံပေးကြတဲ့ပြည်သူတွေအားလုံးကရောအတူတူစူးစမ်းပေးနေကြတယ်အဲ့ဒီအခါမှာအကိုအနေနဲ့ဒါတခုပြောပြချင်တာကတော့ဒါပြည်သူတွေရောပေါ့နော်ကျွန်တော်တို့စီမှာလက်ရှိဒါစူးစီးထားနိုင်တဲ့အင်အားကမနည်းဘူးလို့ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့လည်းအမှန်တိုင်းပြောရရင်တော့လုံလောက်မှုတော့မရှိသေးဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ကဒါပေါင်း60ကျော်လောက်ဒါတိုင်းပြည်ရဲ့ဘန်နာတွေပြည်သူဘန်နာတွေကိုအလွဲသုံးစားလုပ်ပြီးတော့သူတို့ရဲ့စင့်အားတွေတိုးချဲ့ထားတဲ့ဒါဆရာနာရှင်အကိုတို့ကရင်ဆိုင်နေကြရတယ်ပေါ့ရင်ဆိုင်တဲ့အခါမှာအကိုတို့လက်ရှိစူးစောင်းထားနိုင်တဲ့စူးစီးထားနိုင်တဲ့အင်အားကမနည်းတော့လည်းပဲလုံလောက်မှုတော့ကျွန်တော်တို့မရှိသေးဘူးမရှိတဲ့အခါမှာထပ်ပြီးတော့အင်အားတွေပါလာဖို့အတွက်တိုက်တွန်းခြင်းတယ်ပေါ့နော်တိုက်တွန်းတဲ့အခါမှာဒါအကိုတို့လိုပြီးတော့မြေပြင်ကရဲဘော်တွေလည်းတက်နိုင်ကြတိုက်တွန်းပြီးတော့ဒါလက်ကမ်းကြိုးစုံနေတယ်လို့ပဲပေါ့နော်မိဘပြည်သူများအနေနဲ့လည်းဖြစ်နိုင်မယ်ဆိုရင်ကိုယ့်ရဲ့မိသားစုကိုယ့်ရဲ့တငယ်ချင်းကိုယ့်ရဲ့ဒါချစ်ခင်ရင်းနှီးရတဲ့မိတ်ဆွေတငယ်ချင်းတွေကိုလည်းအတူတူပါဝင်လာဖို့အတွက်တိုက်တွန်းစီခြင်းနဲ့အဲ့ဒါမှတဆင်စကားတဆင်နဲ့ဒီအင်အားကပို့ပြီးတော့တောင်းလာပြီးတော့တကယ်လိုအပ်တဲ့ကြီးမန်းချက်ပန်းနိုင်ကိုအတူတူရှောက်လန်းနိုင်မှာဖြစ်တဲ့အတွက်ကြောင့်ဒါဒီကနေပြီးတော့မြစ်တာရက်ခံတယ်ပေါ့နော်အားလုံးပဲကမ်ပိန်းဒီမှာလည်းပါဝင်ရင်းနဲ့ကိုယ်တိုင်လည်းပါဝင်ရင်းနဲ့ကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းတွေကိုလည်းဒါတိုက်တွန်းပေးကြပါလို့ဒီကနေပြောချင်ပါတယ်အဲ့တော့ဒါနောက်ဆုံးမိကွန်းလေးကိုပဲဒါညီမလေးကိုမေးကြည့်ချင်ပါအဲ့ဒါကတော့ဘာလဲဆိုတော့အခုဒါအကိုတို့အနေနဲ့ပေါ့နော်တော်လန်ရေးကဒါ9နှစ်ကျော်ကြာခဲ့ပြီပေါ့နော်ဒါကတော့အကိုတို့အနေနဲ့လက်ခံရမယ့်လက်ရှိအမှန်တရားပဲဘယ်သူမှတော့ဒါကြာချင်မှာတော့မဟုတ်ဘူးပေါ့နော်အဲ့ဒီတော့ဒါနောက်ထပ်အနေနဲ့နောက်ထပ်ဒါမကြသင်မကြအောင်ပြီးတော့ဒါအမြန်နိုင်သမျှအမြန်ဆုံးအကိုတို့အတူတူသွားနိုင်ဖို့အတွက်ဆိုရင်ဒါလက်ရှိအနေနဲ့ဒါညီမလေးတို့ဆိုရင်ရောပေါ့နော်ဒါအတူတူစူးစမ်းတဲ့အခါမှာသတင်းကောင်းတွေလည်းအများကြီးရှိသလိုတစ်ဖက်မှာလည်းစိတ်ထိခိုက်ရတာတွေနာကျင်ရတာတွေရှိတယ်ပေါ့နော်အဲ့ဒီအခါမှာညီမလေးတို့မြေပြင်ရဲဘော်တွေနဲ့ဆိုရင်ရောဘယ်လိုမျိုးခံယူချက်တွေယုံကြည်ချက်တွေနဲ့စူးစမ်းနေလဲပေါ့နော်အဲ့ဒါတွေကိုဒါမိဘပြည်သူတွေကိုပြန်လည်မျှဝေနေဒါလက်ကမ်းကြိုဆိုပေးပါအောင်ပေါ့နော်ဟုတ်ကဲ့ပါကိုစစ်ကောင်စီကဒီနှစ်60ကျော်ဒီဆောက်ထားတဲ့စနစ်တစ်ခုပေါ့နော်အဲ့ဒီမှာသူတို့နှစ်60ကျော်တော့မှ brain wash လုပ်ခဲ့ရရှိရယ်နောက်တစ်ခုကကျတော့ပြည်သူရဲ့ဘဏ္ဍာငွေကိုဖင်ကူးထိုင်ထားတဲ့ဒီငွေကြေးရင်ကတစ်ခုတည်းရှိရယ်အဲ့ဒီအချိန်မှာအုံခေတို့ကဒီတော်လိုင်းကာလာအစမှာ3ညအနီးစခဲ့ရတော့အုံခေတို့ဘဏ္ဍာတွေကင်နေဘဏ္ဍာတွေကင်ုံနဲ့ပြီးသွားမယ်ထင်ခဲ့ရယ်ဒါပေမဲ့အဲ့ဒီဘဏ္ဍာတွေကင်ဖို့တော့မှအုံခေတို့ထွက်အောင်မလားမထွက်ရဘူးလားဆိုပြီးဝေခွဲရခက်တဲ့အခြေအနေတစ်ခုကြုံခဲ့ရပေါ့နော်အဲ့ဟာကနေပြီးတော့ဘာမှမသိတဲ့အခြေအနေကနေပြီးတော့အုံခေတို့ဒီအခြေအနေအထိရောက်လာပြီပေါ့နော်ဒါပေမဲ့အုံခေတို့ဒီအချိန်ဒီတော်လိုင်းကာလာကအခု9နှစ်ကျော်ကြာခဲ့ပေမဲ့အုံခေတို့လက်လျှော့လိုက်လို့မရဘူးဘာလို့လဲဆိုတော့စစ်ကောင်စီကသူတို့လိုသလိုကိုပြည်သူတွေကိုချဲလဲနေရယ်နောက်တစ်ခုကကြတော့ဒီတော်လိုင်းတာမနိုင်ခဲ့လို့ရှိရင်ဒီထက်ပိုပြီးတော့ဒီမြန်မာနိုင်ငံရဲ့အခြေအနေကပိုပြီးတော့ဆိုးရွားဆုတ်ပြတ်သွားဖို့ပဲရှိရပါနော်အဲ့တော့အုံခေတို့ဒီဘလောက်ကြာအုံခေတို့ဒီ generation မှာဒီတော်လန်ရေးရဲ့ဒီပြီးဆုံးသွားတဲ့အသီးအပွင့်တွေမခံစားရဘူးဆိုလို့ရှိရင်တော့အုံခေတို့ဒီပြီးဆုံးသွားတဲ့အခါမှာအုံခေတို့ရဲ့နောက် generation တွေရှိမယ်ပေါ့နော်ဒီမောင်လေးတွေရှိမယ်ညီမလေးတွေရှိမယ်သူတို့ရဲ့ generation မှာပေါ့ဒီလိုမျိုးကြောင်ရုံမှုမရှိဘဲနဲ့ဘာမှစိုးရင်ပူပန်မှုမရှိဘဲနဲ့လူခွင့်ရေးတွေအပြည့်အဝရပြီးတော့ဒီပညာသင်နိုင်မယ်အလုပ်လုပ်နိုင်မယ်ပေါ့နော်တိုးတက်အဆင့်မြင့်ပညာရေးကိုလည်းဒီစစ်တပ်အတိုင်းဝိုင်းရလူတွေရဲ့သားသမီးတွေခရိုနီရဲ့သားသမီးတွေမဟုတ်ဘဲနဲ့ဒီအခြေခံလူတန်းစားတွေလူလက်တန်းစားတွေအထိအဆင့်မီလာပြီးတော့တင်ယူခွင့်ရနိုင်မယ့်အခြေအနေရောက်လာမယ်ပေါ့နော်အခုကာလကဘယ်လိုလဲဆိုတော့ကိုယ့်ရဲ့လုပ်အားကတော့မှကိုပင်ပန်းနဲ့ကိုယ့်ရဲ့ချွေးနှဲစာနဲ့ရှာထားရဲ့ကိုယ့်ရဲ့လုပ်အားကတော့ခတောင်ကိုမှအပြည့်အဝမခံစားရဘူးကောင်းပုံဖြတ်ခံရတယ်ပေါ့နော်ပြောရလို့ရှင်ဒီမြန်မာနိုင်ငံမှာရှိတဲ့ဒီတယံဇာတတွေကလည်းမြန်မာနိုင်ငံကပြည်သူလူထုတွေအတွက်မဟုတ်ဘဲနဲ့တပါးသူအတွက်ဖြစ်နေတဲ့အရာမျိုးတွေလည်းဒီတော်လေးပြီးသွားရင်တော့ရှိတော့မှာမဟုတ်ဘူးเนาะတော်လေးမပြီးသေး၍တော့အငယ်ကိုလက်လျှော့လိုက်လို့ရှင်တော့ဒီထက်အခုထပ်ပူဆိုးတဲ့အရင်ကထပ်ပူဆိုးတဲ့စနစ်တစ်ခုမှာအငယ်ကိုနေရအငယ်ကိုရောက်ရှိသွားမယ်ပေါ့เนาะအဲ့လိုမျိုးတော့လုံးဝအဖြစ်ခံလို့မရဘူးနောက်တစ်ခုကအငယ်ကိုဒီမှာပေါ့เนาะရဲဘော်တွေမှာ
တော်လည်းကာလာအစမှာတော့က73 74 15ပေါ့နော်ဘာမှမသိသေးတဲ့အရွယ်တွေပညာကောင်းကောင်းမွန်မွန်တင်ပြီးတော့စာသင်ခန်းထဲမှာပဲရှိနေရမယ့်အရွယ်တွေကနေပြီးတော့ CDM တွေလောက်လာရဲအခု CDM တွေလောက်လာခဲ့ကြပြီးတော့အခုဆိုလို့ရှိရင်လည်းအသက်ပြည့်မီပြီးတော့ဒီလိုမျိုးမြေပြင်ကိုရောက်ရှိလာရဲပေါ့နော်အဲ့လိုမျိုးရဲဘော်တွေလည်းရှိရဖြစ်တဲ့အတွက်သူတို့ဒီလည်းဒီကာလာကြီးပြီးဆုံးမှသူတို့လိုချင်တဲ့အနာဂတ်ကိုရဖို့အတွက်ပညာသင်ယူခွင့်ရမှာဖြစ်တယ်ပြီးတော့လို့ရှိရင်တော့ဒီအင်္ဂလိပ်ကိုအဓိကအားဖြင့်ပေါ့နော်ဒီဘာသာတန်းတွေနောက်မှာရောက်ရှိနေတဲ့ Ontario ရဲ့နိုင်ငံရေးအကျဉ်းသားတွေလည်းအဲ့ဒီတော့မှမတရားပုံမှန်တက်ခံရတဲ့နိုင်ငံရေးအကျဉ်းသားတွေလည်းအဲ့ဒီတော့မှပြန်လည်ပြီးတော့လွတ်မြောက်လာမှာဖြစ်တယ်ပေါ့နော်။ Ontario ရဲ့ဖခင်ကိုယ်တိုင်ကလည်း24နှစ်ကြာခံနေရတဲ့နိုင်ငံရေးအကျဉ်းသားတစ်ယောက်ဖြစ်တယ်ပေါ့နော်။ဆိုတော့နောက်ထပ်လည်းဒီမတရားပုံမှန်တွေတက်ပြီးတော့နှစ်ရှည်ကြာခံနေရတဲ့နိုင်ငံရေးအကျဉ်းသားတွေပြီးတော့လို့ရှိရင်ဒီထောင်နိုင်ငံရေးထဲမှာဒီလူခွင့်ရေးဆုံးရှုံးနေရတဲ့နိုင်ငံရေးအကျဉ်းသားတွေလည်းအဲ့ဒီတော့မှပဲဒီလွတ်မြောက်နိုင်မှာဖြစ်တယ်ပေါ့နော်အခုလောလောဆယ်တော့ဒီမြန်မာနိုင်ငံကြီးကလည်းထောင်ထဲကလူတွေမဟုတ်ပေမဲ့ဒီပြည်တွင်းမှာရှိနေတဲ့လူတွေကလည်းအကျယ်ကျုပ်ကြီးရဲ့ကိုရောက်နေတဲ့အကျဉ်းသားတွေဖြစ်တယ်ပေါ့နော်အဲ့တော့အင်္ဂလိပ်တွေဘလောက်ကြာစိတ်ဓာတ်မကြဘဲနဲ့ကြိုးစားပြီးတော့တော်လမ်းမရမှာဖြစ်ပါရဲ့အခုအင်္ဂလိပ်တို့ဒီအခြေအနေထိရောက်လာတာဒီ3ညနေစခဲ့ရတယ်ဆရာပြောဒီဟာစကားယူ300ရင်ပေါ့နော်ဒီအင်္ဂလိပ်ရဲ့အခု90ဒီ3ညစခဲ့ရရင်90ဖြစ်ပြီးတော့စိတ်ကောင်းစီရဲ့90ဒီ100ကနေကြာခဲ့ရင်90ဖြစ်တယ်ပေါ့နော်အဲ့တော့အင်္ဂလိပ်တို့စိတ်ဓာတ်ကြစရာလည်းမလိုဘူးအင်္ဂလိပ်တို့ဒီသူတွေရဲ့ညီပင်ရဲဘော်တွေရဲ့အတူတူပူးပေါင်းလိုက်လို့ရှင်တော့ဒီမကြတဲ့အချိန်မှာပေါ့နော်မကြတဲ့အချိန်မှာတော့အင်္ဂလိပ်တို့ဒီအနာရမယ်လို့ဒီအင်္ဂလိပ်လိုချင်တဲ့စနစ်တစ်ခုအင်္ဂလိပ်တို့ရောက်သွားနိုင်မယ်လို့အင်္ဂလိပ်ထင်ပါတယ်ရှင်ဟုတ်ကဲ့ပါညီမလေးကျေးဇူးပါတကယ်ကိုဒါညီမလေးတို့မြေပြင်ရဲဘော်တွေရဲ့ဒီလိုမျိုးစကားကြီးကြားတော့ပို့ပြီးတော့ခွန်အားတက်ရတယ်ပေါ့နော်ခုနပြောသွားတဲ့စကားလေးလည်းတကယ်ကိုအနှစ်သာရအပြည့်ရှိတယ်ပေါ့နော်ဘာလို့ဆိုတော့ဟုတ်တယ်နော်ဒါအတူတူလိုက်တွေးကြည့်တော့မှအခုရောက်ရှိနေတဲ့ဂျာရင်လုံးကရုပ်တရက်ကြည့်လိုက်ရင်တော့ကိုလိုချင်တဲ့ပန်းနိုင်တော့အပြည့်မရောက်သေးဘူးပေါ့ဒါပေမဲ့အကိုတို့စားခဲ့ရတာကဒါလုံးဝအကိုတို့ဆိုရင်အမှန်တိုင်းပြောရရင်အကိုတို့ရောညီမလေးတို့ရောဒါဒီလိုမျိုးတော်နေဆိုတာတခါမှမကြုံခဲ့ဘူးလीနော်အတွေ့အကြုံလည်းမရှိဘူးဒါပေမဲ့ဒီလိုမျိုးတကယ်ကြုံရတဲ့အခါမှာဒီလိုမျိုးလူငယ်တွေရောလူကြီးတွေရောအားလုံးကဒါတက်နိုင်တဲ့တာဝန်တွေထမ်းဆောင်တဲ့အခါမှာဒီလောက်ထိရောက်လာခဲ့ဆိုတော့လုံးဝလက်လျှော့စရာလည်းမလိုဘူးစိတ်သက်ကြစရာမလိုဘူးဒါအတူတူဆက်ပြီးတော့ကြော်လောက်မယ်ပေါ့နော်အခက်အခဲရှိလားရတဲ့အတူတူရင်ဆိုင်မယ်ဒါအောင်မြင်စရာတွေပျော်ရွှင်မှုတွေရှိလားရှိရဲဆိုလဲအတူတူဒါခံစားမယ်ပေါ့နော်အဲ့ဒီတော့ကျွန်တော်တို့အားလုံးကဒါနိုင်သည်ဖြစ်စေရှုံးသည်ဖြစ်စေဒီရှုံးတော့မရှုံးဘူးเนาะကျွန်တော်တို့ဒါနိုင်သည်ဖြစ်စေကြာသည်ဖြစ်စေမြန်သည်ဖြစ်စေဒီအကျိုးရလက်ကပြည်တွင်ရောပြည်ပရပြည်သူတွေအားလုံးအတွက်တက်ရောက်မှာဖြစ်တဲ့အတွက်ကြောင့်အားလုံးပဲဒါနိုင်အောင်ဝင်ထမ်းဆောင်ရင်းနဲ့အတူတူရုံးပေးကြပါဘောเนาะအဲ့ဒါမှကျွန်တော်တို့အနေနဲ့အတူတူလိုချင်တဲ့ပန်းတိုင်ကိုအမြန်ဆုံးရောက်ရှိနိုင်မှာဖြစ်ပါတယ်အဲ့ဒီတော့ဒီနေ့ podcast လေးမှာဒါအချိန်တစ်ခုပေးပြီးတော့မအားလက်တဲ့ကြားတွေကတောင်းဝင်အများကြီးကြားရတာပေါ့เนาะဒါအကိုရရဲ့ဒီ podcast လေးမှာဒါ join ပြီးတော့မိဘပြည်သူတွေကိုတေချာလေးပြောပြပေးတဲ့ညီမလေးMKကိုလည်းကျေးဇူးအများကြီးတင်ပါတယ်အဲ့လိုပဲဒါအကိုရပြောနေတဲ့ podcast လေးကိုအစအနေအဆုံးထိတေချာလေးနားထောင်ပေးကြတဲ့မိဘပြည်သူတူတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့အနေနဲ့ဒါအတူတူစူးစမ်းတဲ့အခါမှာပေါ့เนาะဒါအချိန်အားတွေလူအားတွေပြီးတဲ့အခါမှာတစ်ဖက်မှာလည်းကိုယ့်ရဲ့ကျန်းမာရေးကိုလည်း queue ဆိုင်ဖို့အနေနဲ့ကျွန်တော်တို့မှာကျင်ပါတယ်ဘာလို့လဲဆိုတော့ဒီမိဘပြည်သူတွေတူတယောက်ချင်းစီတိုင်းကအကိုတို့ဒါညီမလေးတို့တန်ဖိုးထားတဲ့ပြည်သူတွေဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်အားလုံးပဲကျမကြီးလည်းမတိတန်ဆက်ကြပါအားလုံးလိုချင်တဲ့ပန်းနိုင်အမြန်ဆုံးရောက်ရှိစေဖို့အတွက်အတူတူဆက်ပြီးတော့ခြေလိုက်ကြပါမယ်နောက်ထပ် podcast ဒီမှာလည်းပြန်လည်ပြီးတော့ဒါကျန်တဲ့မောင်မနဲ့စုံပြီးချင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ SCF တော်လန်ပြည်သူတွေလုံခြုံစိတ်ချစွာထောက်ပို့နိုင်ဖို့ SCF ကောက်ကိုဝယ်ချက်ချင်းဖွင့်ကြပါတို့တူရှိတဲ့ SCF